မင်္ဂလာညချမ်းလေးပါကျွန်တော်ခုကကျွန်တော် Facebook ပေါ်တက်ကြည့်လိုက်နော်ကျွန်တော်တို့ဝေပင်ဒီမချိတ်တော့ဘူးဒီတက်ဘူးဒီမချိတ်မရတော့ဘူးဆိုပြီးပြောနေကြတယ်တချို့ကြလည်းကျွန်တော်ဆဲနေကြတာတွေ့တယ်ဗျတချို့ကြလည်းဖွာလို့ဘလူဖွာလို့ဆရာကြီးတွေဖွာလိုက်လို့ပိတ်တာတော့ပါတယ်ဒါလည်းဟုတ်ချင်မှလည်းဟုတ်နော်ဖြစ်ချင်မှလည်းဖြစ်မှာပါသူတို့ကဘလူပိတ်လို့ပိတ်မှမသိတာသူတို့ကကိုယ်ထက်တော်လို့ကိုယ်ထက်တက်လို့လေဒီလိုမျိုးအင်တာနက်လိုင်းတွေပါတယ်သူတို့လုပ်ပေးတာပေါ့နော်ဒါကတော့ကိုကတော့သူတို့ရဲ့ဟာကိုကတော့ရှာရောလိုက်လို့ရမှာပဲဒါကတော့ဘယ်လိုကြောင့်ပြက်လဲဆိုတာတော့မသိဘူးပေါ့ဒါကကျွန်တော်အပြစ်ပြောတာလည်းမဟုတ်ကျွန်တော်ကမဖြစ်စေချင်လို့ဆေးရတော့ပါတော့မဖြစ်စေချင်လို့ပေါ့တယောက်ပုတ်ခတ်တာတော့ပါတော့မဖြစ်စေချင်ဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောပြတာအခုဆိုရင်ကျွန်တော်ဒီမှာပြပေးမှာကျွန်တော်ဒီထက်ချိန်မြောက်ဆိုလို့ကျွန်တော်ပြပေးမယ်နော်ဒီ APK လေးနဲ့ကျွန်တော်လည်းပြပေးမယ်အရင်ဆုံး APK ကို Play Store မှာ down ရမယ်နော်down ရတဲ့အခါကျရင်ဒီထက်သမားတွေကြတော့ဒီမှာဒီထက် no flow ဆိုတဲ့ဟာလေးနှိပ်လိုက်နော်ဒီမှာကျွန်တော်ရွေးလို့ဒီအပေါ်ကဖိုင်ကြတော့ဒါကိုကြိုက်တဲ့ဖိုင်ကိုမှကိုရွေးပါဦးနော်ကျွန်တော်စီမှာဒီဖိုင်ကချိတ် line ကောင်းပါမယ်ပရိုစီမှာ line ကောင်းချင်မှကောင်းမယ်နော်အဲ့ဒါလည်းတတိထားပါနော် line ကောင်းတဲ့ဟာတော့လိုက်ရွေးချိတ်ပါနော်ကျွန်တော်ချိတ်ပြန်ပါ Okay ချိတ်ပါနော်ချိတ်ပါဆိုကျွန်တော် YouTube တက်ကြည့်ပြမယ်နော်ကျူတူလည်း line ကောင်းတယ်နော်ကျွန်တော်လိမ်ပြီးတော့ပြောတာတော့မဟုတ်ဘူးကျွန်တော်ဒီဥစ္စာနဲ့ပဲကျွန်တော် gain ဆော့တယ်ဗျဘယ် gain လဲဆိုတော့အခုအစ်စ်ပေါ်နေတဲ့ဒီ gain လေးပေါ့ဒီ gain လေးကိုကျွန်တော်ဆော့နေတာအခုအစ်စ်ပေါ်နေတဲ့ gain လေးဒီ gain လေးကျွန်တော်ဆော့တာဒါပတ်ကြည့်လို့ပဲသူကဒါဆော့ပါကျွန်တော် gain တစ်ပေါ်လို့ဒီ gain လေးပဲကျွန်တော်ဆော့တာပါဒီ review နဲ့ပဲကျွန်တော်ဆော့တယ်ဒီကလို့ဒီဒီတက်မချိကြလို့လေဆိုရင်ဒီကို Play Store မှာတက်တော့ရိုက်ရှာပြီးတော့ down ကြည့်ပါနော်ဒီကလို့ရှာတွေ့ရင်တော့ down လေးပဲရှာမတွေ့ရင်ကျွန်တော်ရဲ့ကျွန်တော် YouTube ပဲဒီကောင် YouTube ပဲကျွန်တော်ဗီဒီယိုချပေးမယ်နော် YouTube မှာပဲကြည့်ပါနော်ဒီကလို့ APK ရှာလို့မရဘူးမတွေ့ဘူးဆိုရင်ကျွန်တော် YouTube ရဲ့မှန်မှာကျွန်တော်ဝင်ရေးထားခဲ့ပြီးကျွန်တော်လာပြီးတော့ပြန်ချပေးမယ်နော်ကျွန်တော်အခုလုပ်ပြတာအားလုံးအဆင်ပြေစေချင်လို့ပေါ့ကျွန်တော်လည်းတေးလို့တက်လို့တော့မဟုတ်ဘူးပေါ့ကျွန်တော်သုံးပြလို့ရတဲ့ဟာလေးကိုကျွန်တော်ပြန်ပြပေးတာပါအားလုံးအဆင်ပြေကြပါစေ